ဒီမင်္ဂလာပွဲကိုတော့ထိုင်းနိုင်ငံနကောပထုံမြို့နယ်စိုင်ကျဲမြို့မှာတက်ရောက်ပြင်ဆင်ပေးခဲ့ရတဲ့မင်္ဂလာပွဲဖြစ်ပါတယ်။တရိုးသမီးတယောက်တည်းကိုနိုင်ငံတော်ဝင်ယူပြင်ဆင်ပေးထားပါတယ်ရှင်။တရိုးသမီးက40အရွယ်ပြည့်ကြီးဆိုတော့တရိုးသမီးလေးရဲ့စိတ်ကြိုက်ပေါ့နော်။လူကြီးဆန်ဆန်လေးနဲ့ချက်တီရှိရှိလေးသူမဝတ်ထားတဲ့ဝတ်စုံနဲ့လိုက်ထုံဖွဲ့ပြင်ဆင်ပေးထားပါတယ်ရှင်။နန်းကိုပြင်ဆင်ဖို့ရွေးချယ်ပေးခဲ့တဲ့သူတို့သမီးနဲ့သူတို့သားကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်။သူတို့သမီးနဲ့သူတို့သားရသက်ပံပေါင်းဖက်နိုင်ကြပါစေလို့နိုင်ငံဆုတောင်းပေးလိုက်ပါတယ်။ထိုင်းနိုင်ငံဘယ်နေရာမဆိုမင်္ဂလာပွဲကျင်းပမယ်။တဲလေးတို့အတွက်နန်းလေးတွေကိုရှိနေပါတယ်လို့ထိုင်းနိုင်ငံဘယ်နေရာမဆိုလိုက်ပြင်ပေးပါတယ်။နမ်းမဆိုရင်ဝတ်စုံကြီးကမိတ်ကပ်ကင်မရာအခမ်းအနားအကုန်ရပါတယ်ရှင်။ဒီပွဲမှာကတော့ဝတ်စုံကတော့သူတို့သမီးရသူဟာသူဝယ်ရှုပ်ထားတာပါရှင်။နန်းစီမှာရှိတာကတော့မြန်မာထိုင်းမသိအကောင်းစားရည်တွေနမ်းမှာ900ရန်ပို့ရှိပါတယ်။နန်းကိုယုံကြည်တဲ့ပြီးချင်းနေဆိုရင်တော့ထိုင်းနိုင်ငံပေါ့နော်။ထိုင်းနိုင်ငံဘယ်နေရာမဆိုဆက်သွယ်လို့ရပါတယ်။ဖုန်းနံပါတ်3839536338ခုကိုဆက်သွယ်လို့ရတယ်လို့ဖုန်းနံပါတ်399948691993ကိုလည်းဆက်သွယ်လို့ရပါတယ်ရှင်။ဝယ်ရင်းနဲ့မဟုတ်ခင်နဲ့ပြီးဝယ်ရင်းလှပုံနေလဲနန်းစီမှာဆက်သွယ်ရိုက်ကူလို့ရပါတယ်ရှင်။ကဲချစ်မိတ်ဆွေအားလုံးဒီချက်မကပူလှကြပါစေနော်။စီဝါရီလည်းစင်ပြီးကြပါစေ။ဘေးတတော်ဘေးလာဘာဝေးလဲလို့အန်ဒီလေးကင်းကြပါစေတတိနဲ့ဘဝကို၆လမ်းပြီးတော့အကောင်းဆုံးလုပ်တွေလုပ်နိုင်ကြပါစေလို့နိုင်ငံပြောချင်ပါရှင့်နန်းအားလုံးကိုကျေးဇူးအထူးတင်ပါတယ်နော်နန်းကိုလည်း YouTube မှာအမြဲအားပေးကြပါအောင်ရှင် Subscribe လေးလည်းလုပ်သွားဖို့နန်းကတောင်းဆိုချင်ပါတယ်အားလုံးကိုချစ်ပါရှင့် Bye bye